မင်္ဂလာပါကချိုးသတင်းဌာနကအပတ်စဉ်သတင်းလာလေးကနေတောက်ကြနေသည့်နေ့စဉ်တင်ဆက်တော့မယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်ကျွန်မကတော့နေ့စဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပြီးတော့မယ့်သတင်းအစီအစဉ်တင်ဆက်တော့မယ့်ယူဆမယ့်ဖြစ်ပါတယ်စကိုင်းတိုင်းအင်ဒိုမြို့နယ်တွေကတစ်တော် area တွေနဲ့လေယာ6မြောက်နေမှာစစ်အောင်နိုင်ရဲ့အကြောင်းပြပြီးရွှေတူဖော်နေတာကြောင့်ဒေတာခန်တွေရဲ့ကန့်ကွက်မှုတွေရှိနေတယ်လို့အင်ဒိုဒေတာခန်အမျိုးသားတဦးကပြောပါတယ်ပြီးခဲ့တဲ့ဧပြီလလာဝက်ကစပြီးမော်လူမျိုးအနောက်ဘက်နဲ့မြတီတာကျေးရွာကြားမှာရှိတဲ့နမီးချောင်းနဲ့လေးတန်ချောင်းဘေးကတောင်လေးတန်တစ်တော်ကျိုးဝိုင်းနဲ့မန်မော်တစ်တော်ကျိုးဝိုင်း area တွေမှာရွှေတူဖော်နေတာလို့ဒေတာခန်ကပြောပါတယ်အဆိုပါနေရာတွေမှာစရန်နေရာကြီးတွေနဲ့သူဖော်နေတဲ့ရွှေမျိုး10ခုဝန်းကျင်ရှိပြီးအန်ယူဂျီအစိုးရကတာဝန်ယူထားသူတွေပါဝင်ပတ်သက်နေတယ်လို့အင်ဒိုဒေတာခန်အမျိုးသားကပဲဆိုပါတယ်လက်ရှိအင်ဒိုမှာသူဖော်ရေးလုပ်ကိုင်နေတဲ့ရွှေတူးနေတဲ့လုပ်ငန်းရှင်တွေကကတာခရိုင်အတွက်တာဝန်ယူထားတဲ့ NUG လက်အောက်ခံစီရေးတာဝန်ခံပါ3လုံးတာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီးလှုပ်ဆောင်နေတာဖြစ်ကြောင်းသိရပါတယ်ကတာမြို့နယ်စင်ကုံသာကျေးရွာအနီးကအရာဝတီမြစ်ထဲမှာလှုပ်ဆောင်နေကြတဲ့ရွှေတူဖော်ရေးလုပ်ငန်းတွေကိုမလိုလားကြောင်းဒေတာခန်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလ24ရက်နေ့ကဆန္ဒပြကန့်ကွက်ခဲ့တာကြောင့်၎င်းနေရာမှာရွှေတူဖော်မှုကိုရန်နာခဲ့ပြီးနောက်အင်းတော်မှာပြန်လည်လာရောက်တူဖော်လာတာလို့နောက်ထပ်သတင်းရင်းမြစ်ဖြစ်တဲ့အင်းတော်မြို့နယ်အန်ယူဂျီရန်နေရာထဲမှာပါဝင်တဲ့အမျိုးသားတအုပ်ကပြောပါတယ်အင်းတော်ကိုရောက်လာချိန်မှာတော့အင်းတော်မြို့နယ်တရန်ဇာတာတာဝန်ခံဦးတုံမွန်ကိုရွှေမျောတစ်ခုအတွက်အခုငွေ300ကျပ်ပေးဆောင်ရကြောင်းအထက်ပါအမျိုးသားကပဲပြောပါတယ်။ဒါပြင်ဗမာဘက်မှာသူခွင့်မရတဲ့လုပ်ငန်းရှင်တွေအချို့လဲအင်းတော်ဘက်ကိုကူးပြောင်းလာပြီးတော့ရွှေတူးဖော်မှုတွေလုပ်ကိုင်လာကြတယ်လို့သိရပါတယ်။အဲ့ဒီလိုအလွန်အကျွံတူးဖော်မှုတွေရှိလာတာကြောင့်တစ်တော်မြေနဲ့လက်ရချောင်းမြောင်းပျက်စီးလာတာကြောင့်လဲဓမ္မအချို့ဟာရွှေလုပ်ငန်းရှင်တွေကိုပဲလက်ရမြေတွေရောင်းစားလာကြတယ်လို့အင်းတော်ဒေတာခန်အမျိုးသားတအုပ်ကဆက်ပြောပါတယ်။အခုကတောင်တူလဲဓမားတွေရဲ့လေယာမြေတွေရောပါပျောက်လာနိုင်တဲ့အနေအထားတွေပါဖြစ်လာတယ်။သူတို့ကဘာမှသိတာမဟုတ်ဘူး။ဈေးပေးရင်ရောင်းစားဖြစ်ကုန်တာ။အခုတောင်မှခိုချဲဘက်ကလဲတွေကိုတကွက်350နဲ့ဝယ်နေတယ်။လဲဓမားတွေကလဲလုံးလဲရှုံးနေကြတော့ရောင်းစားကုန်တာလို့ပြောပြပါတယ်။ဗမောက်ဒေတာမှာရွှေလွန်ကျွန်းတူးဖော်မှုကြောင့်တဘာဝပတ်ဝန်းကျင်ပျက်စီးနေတယ်လို့အင်းတော်ဒေတာမှာလည်းတဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေဖြစ်ပေါ်လာမှာကိုစိုးရိမ်တဲ့အတွက်ကြောင့်ဆူဆူဝါးဝါမပျက်စီးခင်တားဆီးတင်ကြောင်းကိုအင်းတော်ဒေတာခန့်အမျိုးသားကပဲဆက်ပြောပါတယ်။အင်းတော်မြို့နယ်ကတစ်တော်ကျိုးဝိုင်းထဲမှာအခုလိုရွှေတူးဖော်မှုနဲ့ပတ်သက်ပြီးစကိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာအစိုးရရဲ့တစ်တော်နဲ့တရန်ဇာတဝန်ကြီးဦးစင်မင်းထွန်းကိုမေးမြန်းရာမှာတော့လုတ်ပိုင်ခွင့်ထဲမှာမရှိနေသေးတဲ့အတွက်ဖြေရှင်းလို့မရကြောင်းပြောဆိုခဲ့ပါတယ်။ဒီဘက်မှာလုတ်ပိုင်ခွင့်နေနဲ့ပတ်သက်ပြီးတော့အလွဲပြောင်းတွေကမပြီးသေးတော့လေအဲ့ဒီကမသိဘူးလားဆိုတော့သိပါတယ်သို့တော့ကျွန်တော်တို့လုတ်ပိုင်ခွင့်ထဲမှာမရှိနေသေးတော့အဲ့ဒါကိုကျွန်တော်တို့ဘာမှလုတ်ပိုင်ခွင့်မရှိသေးဘူးလို့ဆိုပါတယ်ရွှေတူးဖော်မှုကိုခွင့်ပြုပေးခဲ့တဲ့ NUG လက်အောက်ခံအင်းတော်မြို့နယ်တရန်ဇာတာဝန်ခံဦးတုံမွန်ခဦးေးချမောင်ကိုတော့ဆက်တွဲနေဆဲဖြစ်ပါတယ်တော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့အင်းတော်မြို့နဘာလန်းစုံနဘာရွာနဲ့မော်လူမျိုးတို့ကိုအာနာသိန်းစစ်တပ်ကဧပြီလနောက်ဆုံးပတ်နဲ့ပထမလပတ်တို့မှာပဲပြန်လည်သိမ်းပိုက်သွားခဲ့တာပါလက်တလုံးမှာအာနာသိန်းတပ်ပြန်လည်ထိန်းချုပ်လိုက်တဲ့အဲ့ဒီနေရာတွေဟာတိုက်ပွဲတွေလည်းဖြစ်ပွားနေတယ်လို့စီရေးတင်မာမှုတွေလည်းရှိနေတယ်လို့သိရပါတယ်ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရန်နာပါရစေမိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျန်းမာပြီးပြည့်ညံ့ကင်းရှင်းပါစေလို့ဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်